အားလုံးပဲမင်္ဂလာပါတူရီဝင်သား channel ကနေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါတယ်ဗျဒီနေ့မှာတော့ကျွန်တော်19ရက်6လ2025ကြာသပတေးနေ့အတွက်ဗီဒီယိုကိုပြောပြပေးခြင်းပါတယ်ဗျဟုတ်ကဲ့ပါပထမဆုံးအနေနဲ့ကျွန်တော်ကြာသပတေးနေ့မနက်ပိုင်းအတွက်အချိန်နေကဲကနန်းနေပေါ့ကနန်းနေအရင်ဆုံးပြောပြပေးခြင်းပါတယ်ကြာသပတေးနေ့မနက်ပိုင်းအတွက်ဆိုလို့ရှိရင်တော့ကျွန်တော်ရွေးထုတ်ထားတဲ့အချိန်က4ကိုအချိန်ဖြစ်ပါတယ်126ခွန်နဲ့ကတ်မှာဖြစ်ပါတယ်ဗျ4ကိုအချိန်ကို126ခွန်နဲ့ကတ်ပြီးတော့ကျွန်တော်ရွေးထုတ်ထားတဲ့ပေါ့ကနန်း8ခွက်ကတော့414246ခွန်919296ခွန်ဆိုပြီးတော့ပေါကနန်း8ကွက်ရွေးထုတ်ပေးထားပါတယ်ဒါကတော့ကြာသပတေးနေ့မနက်ပိုင်းအတွက်အချိန်နေကဲကနန်းနေပေါကနန်းနေဖြစ်ပါတယ်ဗျကြာသပတေးနေ့နေကုန်အတွက်အကြိုက်ဆုံးလုံးပိုင်းနှလုံးကတော့49လုံးပိုင်းဖြစ်ပါတယ်49လုံးပိုင်းဖြစ်ပါတယ်ဗျကြာသပတေးနေ့နေကုန်မထိမပေါက်ကီးသုံးလုံးကတော့ခွန်89ကီးဖြစ်ပါတယ်ခွန်89ကီးဖြစ်ပါတယ်ဗျဟုတ်ကဲ့ပါကြာသပတေးနေ့မှာလည်းအားလုံးပဲအဆင်ပြေကြပါစေဗျကျွန်တော် channel ကိုအမြဲတမ်းအားပေးနေတဲ့အတွက်ကြောင့်မလို့လည်းကျေးဇူးများတင်ပါတယ်ခုနှစ်ရက်သားသမီးများအပူတွေရှိလို့ရှိရင်လည်းအမြန်ဆုံးငြိမ်းကြပါစေဗျာနော်